မင်္ဂလာပါဒီဗီဒီယိုကထုံး booster plugin install လုပ်နေဖြစ်ပါတယ် download လုပ်ပြီးသားဖြစ်တဲ့ဒီ zip file လေးကို zip ဖြည့်ဖို့လိုပါတယ်ဒါကြောင့်မို့အဲ့ပေါ်မှာ right click နှိပ်ပြီးတော့ဒီခုလုပ်တဲ့အတိုင်းလုပ်လိုက်ပါ zip ဖြည့်တဲ့ folder ရလာပြီအဲ့ folder ဝင်တယ်တဆင့်ပြီးတဆင့်ဝင်လာပြီးတော့ကျွန်တော်တို့ဒီခုတွားတဲ့လမ်းကြောင်းလေးမှာကိုယ်ကွန်ပျူတာဘယ်လောက် bit လဲပေါ်မူတည်ပြီးတော့ install လုပ်ရမှာဖြစ်ပါတယ်ခုကျွန်တော် install လုပ်လိုက်ပြီပေါ့နော်အဆင့်ဆင့်ကျွန်တော်ရဲ့လုပ်ဆောင်မှုလေးကြည့်ပြီးလိုက်လုပ်ပါအဲ့ဒီပထမအဆုံးပြောချင်တာ zip ဖြည့်ခဏဒီမှာ window virus software တွေပိတ်ပေးထားပါဟုတ်ပြီဒီနေရာမှာ finish မနေပဲ minimize ခဏနှိပ်ပြီးဒီပေါ်ဟာလေးနဲ့ပြန်ထွက်မယ်ဒီ keygen file လေးကို zip ပြန်ဖြည့်မယ်ပေါ့နော် zip ဖြည့်လို့ရလာတဲ့ keygen folder ထဲဝင်မယ်ပြီးရင်ကျွန်တော်တို့ keygen file ကနှစ်ခုရှိနေဒီအပေါ်ဟာကိုပထမအဆုံးကျွန်တော်တို့ activate လုပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီအပေါ်ဟာလေးကိုလောက်တာလေးကြည့်ပါပြီးမှဒုတိယဟာလောက်တာလေးဆက်သွားရအောင် run as နဲ့ run လိုက်ပြီးအပေါ်ဟာလေးကိုဟုတ်ပြီဒီလိုအနေထားမှာကျွန်တော်တို့ဒီအပေါ်ဟာလေးမှာဒီနေရာလေးလာရွေးချယ်ခွင့်အများရှိအပေါ်ကတစ်ကြောင်းပဲယူပြီးတော့ကျွန်တော် generate လုပ်လိုက်ပါပြီလမ်းကြောင်းတစ်ခုတက်မှတ်ပေးဖို့အတွက်ကျွန်တော် local disk C ကိုပဲတက်မှတ်ပြီးတော့ okay လေးနှိပ်ပေးဖို့အတွက်ကျွန်တော်ဟုတ်ပြီနှိပ်လိုက်ပြီပေါ့နော် okay done ဖြစ်သွားပြီ exit နဲ့ပြန်ထွက်လိုက်ပြီပေါ့နော် miss ခဏဖွင့်ထားပြီးတော့ status bar မှာခဏဖွင့်ထားတယ်ကျွန်တော်ဒီခုဒုတိယကောင်လေးကို run as run လိုက်တယ်ပေါ့နော် keygen ဒုတိယကောင်လေး run လိုက်ပြီဟုတ်ပြီဒီကောင်လေးရွေးချယ်ထားတယ်ပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်နမူနာပြမှာဖြစ်ပါတယ်ဒီခုဒီ TB barricade 4ကသူကဒီမှာ activate မဖြစ်တဲ့အနေထားလေးပေါ့နော်အဲ့မှာဒီရွေးချယ်မှုမှာ TB barricade 4 generate လုပ်လိုက်တဲ့အချိန်မှာဒီ code ရလာတယ်ဟိုရလာတဲ့ကောင်ကို copy ယူတယ်ပေါ့နော် copy ယူပြီးကျွန်တော်ဒီလမ်းကြောင်းမှာကျွန်တော် paste control V လာလုပ်ထည့်လိုက်တယ်ပေါ့နော်ပြီးရင်ဒီပေါ်မှာ Gmail လေးကိုယ့်ရဲ့ email လေးထည့်ပြီးတော့ activate နှိပ်လိုက်တယ်အဲ့အချိန်မှာဒီလို license ကအဆင်ပြေသွားပြီပေါ့နော်ဒါဆိုရင် close နဲ့ပြန်လုပ်လိုက်တဲ့အချိန်မှာ okay သွားပြီဖြစ်ပါတယ်